တင်းသားဂျပန်ကျောင်းသားတယောက်ဖြစ်ခဲ့ပဲဆိုရင်တိတ်ဆိတ်ကိုကြည့်ပါမနက်စောစောနိုးပြီးတော့စနေနေ့ကျယူနီဖောင်းဝတ်ဆင်ရမယ်လူများနဲ့ပြည့်နေတဲ့ရထားပေါ်မှာကျောင်းသွားရမယ်နေတိုင်းစီကံတင်းကျပ်တဲ့ပညာရေးစနစ်အောင်မှာလေ့လာရမယ်ဆိုရင်သင်ဘယ်လိုခံစားရမလဲဒီနေ့ဗီဒီယိုမှာတော့တင်းသားဂျပန်ကျောင်းသားတယောက်ဖြစ်ခဲ့မယ်ဆိုရင်တနေ့တာကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာနဲ့စာတွေကိုဘယ်လိုကြက်ရမလဲဆိုတဲ့နည်းလမ်းတွေကိုပြောပြပေးသွားမှာပါဂျပန်ကျောင်းသားတယောက်ရဲ့မနက်ခင်းဂျပန်ကျောင်းသားအများစုဟာမနက်စောစောနိုးထကြရပါတယ်တချို့သူ6နာရီခန့်မှပြင်ဆင်ပြီးသားဖြစ်နေတတ်ပါတယ်။ကျောင်းယူနီဖောင်းကိုတခြားဝတ်ပြီးတော့အချိန်မှန်ထွက်ခွာကြတယ်။စပိန်စီးသောသူတွေရှိတယ်လို့ရထားနဲ့ခရီးရှိသွားရတဲ့သူတွေလည်းရှိပါတယ်။ဒီလို routine ကအချိန်တန်မှုကိုသိစေပြီးတော့ကိုတာဝန်ယူဆက်စေဖို့သင်ပေးထားပါတယ်။ကျောင်းတွင်းအတွေ့အကြုံကျောင်းရောက်ပြီဆိုတာနဲ့စာသင်ခန်းထဲမှာပညာရပ်တွေကိုစနစ်တကျလေ့လာရပါတယ်။ဒါပေမဲ့ထူးခြားတာကကျောင်းသားတွေက classroom ကိုကိုယ်တိုင်တန်ရှင်းရေးလုပ်ကြတယ်။ဒါဟာတန်ရှင်းရေးတို့သာမကလေးစားမှုနဲ့တာဝန်ယူမှုကိုသင်ပေးတဲ့အစဉ်လာပါလေးစားစားချိန်မှာတငယ်ချင်းတွေနဲ့အတူထိုင်ပြီးတော့စားကြပါတယ်ဒီလိုချိန်တွေကချစ်ချစ်ရင်းနှီးမှုတည်ဆောက်ဖို့အတွက်အရေးကြီးပါတယ်ကျောင်းစစ်ချိန်ကျောင်းပြီးတာနဲ့အိမ်ကိုချက်ချင်းမပြန်ရသေးပါဘူးအားကစားအသင်းဂီတအသင်းအနုပညာအသင်းစတဲ့ကလပ် activity တွေမှာပါဝင်ကြပါတယ်ဒီလိုလုပ်ခြင်းဟာကိုယ်စွမ်းရည်တွေဖွံ့ဖြိုးစေပြီးတော့အဖွဲ့လိုက်လှုပ်ဆောင်တတ်ဖို့သင်ပေးပါတယ်တချို့ကျောင်းသားတွေကတော့အပေါ်သင်တန်းကျူရှင်တွေသွားတက်ပြီးတော့စာမေးပွဲအတွက်ပြင်ဆင်ကြပါတယ်တင်းသားဂျပန်ကျောင်းသားတယောက်ဖြစ်ခဲ့မယ်ဆိုရင်စာကိုဒီလိုကြက်ရပါလိမ့်မယ်။တင်းသားဂျပန်ကျောင်းသားတယောက်ဖြစ်ခဲ့ရင်စာကိုနိုင်ပေါင်းများစွာထိုင်းကျက်တာမျိုးမဟုတ်ပဲစနစ်တကျနည်းလမ်းနဲ့လေ့လာရမယ်ဆိုတာကိုသင်သိပါသလား။ဒီနေ့ဗီဒီယိုမှာတော့ဂျပန်ကျောင်းသားတွေလိုစာကိုဘယ်လိုကြက်ရလဲဆိုတာကိုပြောပြရင်းနဲ့တင်းတစ်ခါမှမကြားဘူးတဲ့စာကြက်နည်းအသစ်တွေကိုပြောပြပေးတော့ပါမယ်။ချိန်စရာဆိုရင်ပထမဆုံးအရေးကြီးဆုံးက plan နဲ့မှာစာကြက်မဲ့အချိန်ကိုကြိုတင်သတ်မှတ်ပါ။ဥပမာ40မိနစ်လေ့လာပြီးတော့10မိနစ်နားခြင်းဒီလိုအချိန်ပိုင်းခြားပြီးတော့လေ့လာခြင်းကအာရုံစိုက်နိုင်မှုကိုမြင့်တင်ပေးပြီးတော့ပေပန်းမှုတွေကိုလျော့စေပါတယ်။ဒါမှမဟုတ်ရင်လည်းမိနစ်20စာချက်ပြီးတော့9မိနစ်နားတဲ့ခရမ်းကျင်စီနည်းလမ်းကိုသုံးနိုင်ပါတယ်။မှတ်စုရေးခြင်းဒုတိယချက်ကတော့ notes ရေးတာပါ။စာကိုဖတ်ပြီးတော့မကြက်သေးခင်မှာကိုနားလည်သလိုပြန်ရေးပါ။အချက်လက်တူတူလေးတွေကိုစာရွက်လိုထဲမှာထည့်မှတ်တာတွေပုံချမ်းရေးတာတွေကိုအသုံးပြုနိုင်ပါတယ်။လက်ရေးနဲ့ရေးခြင်းကမမိမှုကိုပို့ပြီးတော့တိုးတက်စေပါတယ်။ review ပြန်လည်သုံးသပ်ခြင်းတတိယချက်ကတော့ review လုပ်တာပါစာတကာဖတ်ပြီးတော့မထားပါနဲ့နောက်နေ့ပြန်ကြည့်ပါတပတ်အကြာထပ်မံပြန်လေ့လာပါထက်ကပြန်ကြည့်ခြင်းကအချက်လက်များကိုကြားရှိစွာမှတ်မိစေနိုင်ပါတယ်အတူတူလေ့လာခြင်းနောက်ထပ်စာကြံနည်းတစ်ခုကတော့ group study ပါတကယ်ချင်းများနဲ့မေးခွန်းအပြန်အလှန်မေးပါမသိသေးသောအရာများတို့ကိုဆွေးနွေးပါတယောက်ကိုတယောက်သင်ပေးပါသင်ပေးတဲ့အချိန်မှာလည်းကိုယ်တိုင်ပုံမနားလည်လာတတ်ပါတယ်ပုံမှန်ကြိုးစားခြင်းနောက်ဆုံးကတော့ consistency ပါတတိယအများချင်းချက်ကြည့်တဲ့နေတိုင်းနည်းနည်းစီကိုဆက်လက်လေ့လာပါဒီလိုလေ့ကျင့်ကစီကံတိဆောက်ပေးပြီးတော့အောင်မြင်မှုစီကိုတဖြည်းဖြည်းချင်းနဲ့ခေါ်ဆောင်သွားပါလိမ့်မယ်ဒါဆိုရင်သင်သားဂျပန်ကျောင်းသားတယောက်ဖြစ်ခဲ့ရင်ဒီနည်းလမ်းတွေကိုလိုက်နာနိုင်မလားကွန်မန့်မှာသင်ရဲ့အမြင်ကိုလည်းမျှဝေပေးခဲ့လို့ရပါတယ်ဗီဒီယိုကိုသဘောကျရင် like and subscribe လေးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နောက်ထပ်အသုံးဝင်တဲ့အကြောင်းအရာတွေနဲ့ပြန်တွေ့ကြပါမယ်